Hello ဒီနေ့ရွှေ makeup ပြင်ဒါလေးကိုမှတ်တရလေးရိုက်ချင်ပါတယ်ခရီးလာတာပစ္စည်းရေဟိုသေးဒီတဲနဲ့ eyeshadow ပူချင်ခဲ့တယ်အဲ့တော့နှကန်းညီကmatte ဖြစ်တဲ့ဟာလေးပေါ့နော်အဲ cheek bar ကိုလည်းသုံးလို့ရနိုင်တယ်အဲ့လိုမျိုး matte တိုက်လေးတွေရလေးဆိုအဲ့ဒါလေးနဲ့ပြင်ဒါလေးကိုမှတ်တရလေးရိုက်ချင်ပါတယ်အဲ့တော့ကြည့်ချင်တဲ့လူရှိလေကြည့်ပေးပါပထမအဆုံးဒါခုနဒါနည်းနည်းလိမ့်ပြီးသွားပြီပေါ့နော်လိမ့်ပြီးမှတတိယဒါက Roman ရဲ့ဟိုတနေ့မှဝယ်ထား Roman ဝယ်ဖြစ်တာကြာပြီ Roman ရဲ့တင်လေးကိုတိတ်မကြိုက်လို့ဒီဟာလေးတော့ကြိုက်တယ်22 Grey Nude Grey Nude 22ပေါ့နော်အဲ့လေ Grey Nude ဆိုတဲ့ဟာလေးသူကလိမ္မော်ညူပေါ့နော်လိမ္မော်အညူဘက်ဖောက်တဲ့ဟာမျိုးလေးအဲ့ဒါလေးကိုကဒီမှာတင်လိုက်တယ်ဟိုဘက်ကလည်းအဲ့တိုင်းတင်တယ်ပေါ့နော်အဲ့ဘက် channel နဲ့များနေတော့လက်ဆက်မလုပ်တော့အဲ့လေးကဒီမှာလေးတင်လိုက်ပြီးတော့သူလက်ကိုကတော့လက်ခလက်တဲ့လက်တကြွယ်ပူတပွဲကြတယ်လောက်တာလေဒီဖြန့်တာပေါ့ blend လုပ်မယ်လက်နဲ့ပဲ blend လုပ်တာပေါ့နော်ကိုလက်နဲ့ကြတော့ခံစားချက်ကလည်းတိတိပပဖြစ်တယ်နော်ဒါလေးလုပ်မယ်ပြီးတော့အဲ့အနောက်ဘက်မှာပေါ့နော်ဒီအနောက်ဘက်မှာရှင်းတာလေးထည့်ချင်တယ်ရှယ်ရီလိုမျိုးလုံးလေးဒီကကြတော့ဒီအဖေးနားတိတ်မကျဲအထဲမှာပါတော့လေနောက်ဒီဟာကကြတော့ Roman ပဲဖြစ်ချင်တော့တိုက်စံ Roman ပဲဒါ04 Redwood ဒါလည်းဟိုတလောမှဝယ်ထားတာတိတ်မကြသေးဘူးဒီရောင်လေးတွေမရှိလို့ပေါ့နော်နှကန်းကြီးကတော့ဒီနားမှာဒီအနေလေးတို့တယ်ဘက်ကအရင်မျက်စိအောက်ကိုကြတော့ပွဲသွားမှာမဟုတ်တော့အရင်မတို့ချင်တော့เนาะအပြင်လေးခဏပဲဆိုလက်မကြံတဲ့ဟာပဲမျက်စိအောက်ကိုလုပ်လိုက်တော့မယ်เนาะဒီဟာကအယောင်စင်စင်တူရယ်ဆိုတော့လက်ကိုဒီဟာလှုပ်ထားတဲ့ဟာလေးဒီဘက်လက်နဲ့ပဲလှုပ်လိုက်တယ်အလဲနားလေးထိသွားတယ်လမ်းပဲဟိုစိုးရိမ်တော့လက်ကမရဲဘူးပေါ့เนาะမစိုးရိမ်မဲနဲ့ဟိုပေါ့ပေါ့လေးစမ်းပြီးလုပ်ကြည့်ပါအိမ်မှာလုပ်ရင်းနဲ့အချင်းဖြစ်လာတာမျိုးလေးပေါ့เนาะဒီဘက်ကိုသွားမယ်ဒီဘက်ကလည်းအဲ့လို plan လုပ်တဲ့ခါကျရင်လေတချို့ကြီးရှိရသလားအလက်လက်တွေလေးလုပ်တဲ့ခါကျရင်လေအချောက်ပေါ့နော်6လက်6ခါဒီဘေးပြန့်နေပြီးခဏနေကြတော့လှုပ်ချင်းမှတအားလက်နေပြီးတော့ရောညနေလောက်နေ့လေလောက်ဆိုအားရမရှိတော့အဲ့မရှိဘူးလေမြင်မှုရပေါ့နော်ဆိုတော့အဲ့မလေးတတိပေးရပါဒါလည်းမှကြံတဲ့ဟာလေးမျိုးဒါဒီမှာတော်တော်များများကြံနေအဲ့ဒါလေးဒီမျိုးလုံးအောက်ထဲကိုထည့်တယ်ဟိုပွဲတွေဘာတွေသွားရေးပြင်မယ်ဆိုတော့ထည့်တာပေါ့နော်ဟိုကဒါကြံတဲ့ဟာလေးနဲ့ပဲဒါဟိုပါလေးခရီးထွက်နေရလဲဖြစ်တယ်။နောက်သွားမယ့်နေရလဲလူကြားထဲတော့ဆိုပေမဲ့အရင်ထဲမှာဖြစ်ပြီးမှဒီအောက်မှာဆိုတာဖုန်းထဲမှာတော့သူကအယောင်လေးမှိန်မျိုးဟောဖြစ်တာပေါ့။ဖုန်းထဲမှာတော့သူအယောင်နည်းနည်းလေးမှိန်တာပေါ့နော်ပြင်မှာတော့သူအယောင်ရင်းနေ။ဆိုတော့ဒါလေးခုပြီးသွားပြီနော်။ပြီးသွားပြီဆိုတဲ့ခါကျတော့ဒါ mascara eyeliner ကလည်း waterproof တွေရှိတယ်အဲ့ Maybelline တို့ဘာလို့လဲရှိရယ်အခုဒီဟာကဟိုတလောစီဗာနာလေးစမ်းဝယ်ကြည့်ရမစိုးဘူးဒါလေး1000ကျော်ပဲပေးရတယ်တော့အမြင်မြင်လေးအဲ့မြင်သေးလေးကိုကြိုက်တာပေါ့နော်အဲ့ဒါလေးကိုဆိုပြမယ်မရဲရင်အလဲကအပန်းလေးစဆိုးတယ်သူမြင်လေးဆိုတော့အထဲကိုနော်အိတ်ခံနေတဲ့ခါကြလေအောက်ကိုဖြည့်ဒါကိုမျက်လုံးမှာမူတည်ပြီးတော့ရှယ်ရီရမျက်လုံးကဒီဘက်ချမ်းကနည်းနည်းလေးကျင်းတယ်ပေါ့အဲ့လိုမျိုးလေးဆိုဒီဘက်ကိုပူကျင်းအောင်လို့အထူးထူးလေးဆွဲတယ်နော်ကိုယ့်ရဲ့မျိုးလုံးအရာတိုင်းလုံးရင်လုံးတဲ့နေရာတိုင်းပေါ့နော်မဟုတ်တယ်ပြရှိရှိကြီးပေါ့မြင်လေးရှိရှိအဲ့မျိုးလေးမဖြစ်စေချင်ဘူးနော်အဲ့လိုလေးရတယ်ပြီးတော့ဒီဘက်ချမ်းကြတော့ကိုကညာတန်ဆိုတော့ဘယ်ဘက်ကိုအမြင်ကနေဆွဲတယ်ဒီဘက်ကိုဆိုအမြင်ရှည်ရပို့ပြီးထောင်လေးဆွဲတယ်ဘာလို့မျက်စိကတစ်ဖက်မတူဘူးလေအဲ့ကြောင့်ဘလော့ဂါမဟုတ်တော့ဒီကြည့်လိုက်ရင်တော့ဒီဘက်ချမ်းကအောက်ဆင်းနေဒီဘက်ချမ်းပေါ်တက်နေโอเคဒီလိုမျိုးတက်ကြည့်လိုက်ရင်တော့လေ
မျက်လုံးကအိမ်ကလည်းမတူနှစ်ဖက်ကတစ်ဖက်ကနည်းကျဲတယ်တစ်ဖက်ကနည်းကျင်းတဲ့ခါဒါလေးနည်းမြင့်လိုက်တယ်နော်ဒီသဘောတရားလေးတကယ်လို့ရှယ်ရီနဲ့မျက်လုံးပုံစံလေးနည်းနည်းလေးတူတဲ့တူတွေရှိခဲ့ရင်ဒါလေးကမေ့နေလေတတိရစရာလေးဖြစ်အောင်ပေါ့နော်ပြောပြတာပါဒါပါပဲပြီးတော့ဟိုပါနီလေးဘာညာထည့်ချင်တယ်ဆိုရင်ဒါလေးထည့်ပြမယ်နော်ဒီမုတ်တွေ sorry ဒါသူဒီခုမကောင်းတာတော့အပေါ်တလွားကျွတ်အားနေဆိုရင်ဒီအဖျော်လေးပဲသုံးမယ်ဟိုကမထည့်ဘူးနော်ဒီလေးထည့်တယ်ဒီဘက်ချောင်းများများထည့်တယ်အပေါ်ဘက်ကမတော်ဘူးပေါ့နော်ဒါလေးဘူးချိန်ပြီးလို့နော်ဖုန်းထဲမှာဒါ effort မထည့်ထားဘူးမထည့်ထားပြီမဲ့ TikTok ဆိုတော့လည်း effort နည်းနည်းပါတာပေါ့လိုက်တင်မှန်မှာမျိုးပြောကဲမိနစ်တွေပြည့်ကုန်မှစကားတွေအများကြီးမပြောနေကြည့်ရတူပြင်းလိမ့်မယ်သိရတူကြာရီးပြီးတော့သုံးမှာရီးရခါပါလီမိုဝိုင်းလက်အရာချိန်တတ်တယ်ပေါ့နော်ပြင်းနေနေလေးဖြီးခြင်းနေဆိုရင်ဒီဘက်လေးနဲ့လုပ်ပါပြီးတီရှူးလေးနဲ့ဖြတ်မယ်တီရှူးသွားယူလိုက်ပေါ့လို့မယ်ကပြူရပြီဆိုနှခမ်းနေဆိုမယ်ဆိုရင်နှခမ်းနေရဒီဟာလေးကိုပဲသုံးမယ်ဒါလေးကိုအပြင်အနေနဲ့သုံးမယ်ပေါ့နော်တချို့ကအထဲထဲကိုအရင်ဆိုတဲ့အပြင်ဘက်ကိုဖြော့ပေါ့နော်ရှယ်ပြီးတော့ပြောင်းမြန်ဆိုမယ်ဒါလို့ဆိုအစီလိုက်ပေါ့နော်တစ်ခါလေးဆိုးချင်တဲ့အတိုင်းဆိုတာနော်ကိုစားတဲ့နှခမ်းလေးလိုရှင်းအောင်လဲပြီးတယ်နော်မတ်စကာရာထည့်မယ်မတ်စကာရာကဒီ Maybelline ကသူကအရန်ခံနေပါညာဆိုတော့လေ view ဆိုင်ပြီးတော့ခရီးသွားတယ်ဆိုရင်အဲ့လိုအရန်ကြီး remover တွေမသုံးအောင်ပေါ့ဘာဖြစ်အောင်ပပလေးပဲလိမ့်ပါမတ်စကာရာလိမ့်ရင်ပါးစပ်ကြီးဟာတက်တယ်နော်တတိလေးထားပြီးပြင်မှာ3-5ခါဆိုအချင်းဖြစ်သွားပါပြီမလို့တော့ပါဘူးတခုရှိရလေအဲ့ဒီလိုမျိုးအောက်ကဒီ wing ကလေအရန်မြောက်နေအောက်ကဟာကြီးမဖြစ်ချင်ဒီနားမှာလေ eyeshadow ရှိ eyeshadow ဖြော့လေးထည့်တော့မို့ wing ကိုလည်းခဲအောင်မို့ရရင်မို့အဲ့လိုဟာလေးထပ်ဖြည့်နေရရနော်ဒါကအနီးကပ်ကြည့်လို့တချို့ကြတော့စိတ်ထဲမှာအဲ့လိုမလုပ်ချင်ဘူးဆိုရင်ရပြီဒါပါပဲအောက်မြတ်တောင်နဲ့ထည့်လို့ရတယ်အောက်မြတ်တောင်နဲ့ထည့်အောင်နေစားရလို့โอเคရပါပြီတတ